Animal လောကမှာရောမန်ဂါလောကမှာပါတော်တန်စီရင်နဲ့ပါတဲ့နောက်တိုစီးရီးယာဆိုရင်1999ခုနှစ်မှာစတင်ထုတ်ဝေခဲ့ပြီးဘောလုံး82ခုနဲ့ chapter ခွဲပေါင်း900ထိပါဝင်ပါတယ်အဲ့လိုခန်းနာကြီးကျယ်လာတဲ့နောက်တိုမန်ဂါကိုမြန်မာဘာသာပြန်ပြီးဗီဒီယိုလေးတွေနဲ့လုပ်ပြီးနေ့စဉ်သင်ပေးသွားမှာမို့လို့ကျွန်တော်တို့ရဲ့ Ninja Justice Arena YouTube channel နဲ့ Facebook page တွေမှာ like and subscribe လေးလုပ်ပေးသွားဖို့တောင်းဆိုချင်ပါတယ်ဗီဒီယိုလေးတွေကိုတဘောကြနဲ့တက်တယ်ဆိုရင် share လေးတွေနဲ့ပါကူညီသွားလို့ရပါတယ်ဒီနေ့အပိုင်းမှာတော့ဇာဘူဇာကသူ့အနာကတေးချင်းတရားပဲဆိုတဲ့ခါရှိရဲ့စကားတွေကသူ့အတွက်ကြားရတာတော့နေပြီလို့ပြန်ထုတ်ပြန်လိုက်ပါတယ်။တရှင်ကခါရှိကအမှုဖွဲ့စည်းမှရှိတော့ကဇာဘူဇာရဲ့အကြောင်းတွေကကိုနိုဟာစီရောက်လာခဲ့ဘူးကြောင်းပြပြပါတယ်။ဇာဘူဇာကညွန့်နှင်းရရဲ့မီဆူကကဲကိုလုံးကြံပြီးအာနာသိမ့်မဲ့အစီအစဉ်မှာကြာရှုံးခဲ့တာမို့လို့နောက်တစ်ချိန်ထပ်မံလုံးကြံနိုင်မှုအတွက်ဂါတိုလိုကပ္ပါရဲ့ပါကောင်းနေစီမှာလှုပ်ပေးနေကြတာဖြစ်ပါတယ်။ပြောရင်းနဲ့ပဲခါရှိကလက်တင်ရတဲ့တစ်ခုပေါ်လိုက်တဲ့အချိန်မှာခါရှိရဲ့လက်ထဲမှာ like တဲ့ချက်ကရာတွေကစုလာပါတယ်။အဆူနာလို့သူ့တိုင်မျိုးတိုးတက်လာဖို့စူးစမ်းနေတဲ့လူတယောက်ရဲ့လမ်းမှာကိုယ့်ရဲ့လွယ်ဆန္ဒတစ်ခုတဲ့အကြောင်းလူတွေကိုစနေဖို့လုပ်နေတဲ့ကောင်ကစစ်မှန်တဲ့ရှိလိုပီတရဲ့လွှဲအောင်မျိုးကိုကြောင်းပြောဇာဘူဇာကိုရှုံးပေးခိုင်းပါတယ်ဇာဘူဇာကတော့သူ့ရဲ့ကိုယ်ပိုင်စိတ်ဆန္ဒအလုံးလိုက်နေတာမို့လို့အောင်နာမရအကြောင်းနဲ့ရက်တက်မှမဟုတ်ကြောင်းပြောပါတယ်တစ်ဖက်ကဟာကူကလည်းနာရူတိုကိုတပ်ပေးဖို့စက်တိုက်ပြောနေပြီးနာရူတိုကအိုက်ဝဲတွဲမှာရှုံးနေသွားတာနဲ့တေဖို့စောင့်နေတာကယူမိုက်ကြောင်းပြောပါတယ်နာရူတိုကိုသူ့ကြောင့်နဲ့နာရူတိုရဲ့လက်မှာသွင်းဆွရတော့မှဖြစ်လို့တောင်းပန်နေပြီးနာရူတိုကလည်းဟာကူရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းပေးဖို့ရွေးချက်စရာမရှိဖြစ်သွားပါတယ်နာရူတိုကဟာကူကိုသူတို့သာတခြားချိန်မှာတွေ့ရင်တကယ်ချင်းတွေဖြစ်နေတော့ပြီလို့ပြောရင်ဟာကူရဲ့နောက်ဆုံးဆန္ဒကိုဖြည့်ဆည်းဖို့ပြေးသွားပါတယ်ပုံစံရဲ့ဂျစ်စုကလည်းပြတ်သွားပြီမို့လို့လူတွေကလည်းတဖြည်းဖြည်းရှင်းလာပါတယ်နာရူတိုကဟာကူကိုတတ်တော့မဲ့အချိန်မှာပဲဟာကူကတခုခုကိုခန်းစားမိတာမို့လို့နာရူတိုကိုတားလိုက်ပြီးသူတေလို့မရသေးကြောင်းပြောရင်းနဲ့နာရူတိုရှိကနေပြောက်သွားပါတယ်ခါရှိကဇာဘူဇာကိုလက်တလင်းမရိနဲ့ဆုံးသက်လိုက်တဲ့အချိန်မှာပဲဟာကူကဇာဘူဇာရဲ့အရှိကနေကောင်းကွယ်ပေးလိုက်ရင်ခါရှိရဲ့လက်ထဲမှာတေဆုံးသွားခဲ့ပါတယ်ဇာဘူဇာကလည်းမင်းရဲ့ဟော်ကင်ကကလဲသွားပြီလို့ဟားတိုက်ရင်းနဲ့ပဲပါပါတယ်အီနာရီတယောက်မျိုးထဲမှာတအိမ်ဝင်တအိမ်ထွက်လိုက်သွားနေပြီးငါးစီမှာကာတိုရဲ့လူတွေကိုပြန်သွန်းနိုင်ကြမှာဆိုပြီးလိုက်ခေါ်နေပါတယ်ဒါပေမဲ့ဘသူကမှမလိုက်နိုင်ဘူးဖြစ်နေလို့အီနာရီကလည်းသူတယောက်နဲ့တိုက်ခိုက်မှာဆိုပြီးထွက်လာပါတယ်အားပေါ်မှာတော့မြူရေရှင်းလာတာမို့လို့နာရူတိုကဟာကူပဲရောက်သွားပြီလဲဆိုပြီးလိုက်ကြည့်နေပါတယ်မြူရေရှင်းသွားတဲ့အချိန်မှာတော့ခါရှိရဲ့လက်ချက်ကြောင့်တည်သွားတဲ့ဟာကူကိုမြင်ပြီးအကုန်လုံးထိတ်လန့်သွားပါတယ်အဘူဇာကသူ့ဘွဲ့သားတယောက်တည်သွားတာတော့ဂီယူမဆိုင်ပဲသူ့ရဲ့သားနဲ့လက်ခုန်နေလို့ခါရှိကဟာကူရဲ့ခန္ဓာကိုယ်ပါခေါ်ပြီးအသေးအံရှောင်းလိုက်ရပါတယ်နာရူတိုတယောက်ဇာဘူဇာရဲ့လုပ်ရက်ကိုမြင်ပြီးဒေါသထွက်နေတော့ဆာကူရာတို့လည်းရောက်လာပြီးနာရူတိုကိုအဆင်ပြေတာမေးပြီးဆာစကဲရဲ့ဘက်မှာလဲလို့မေးလိုက်ပါတယ်နာရူတိုရဲ့အမူအရာကြောင့်ခါရှိအာရုံတက်သွားတော့ဇာဘူဇာကခါရှိကိုတတ်မလို့လုပ်နေတာမို့လို့ခါရှိကလည်းပိတ်ကန်လိုက်ပါတယ်ဆာကူရာကလည်းတကူလုံးအတွေဆက်နေတဲ့ဆာစကဲကိုမြင်လိုက်တာမို့လို့ရှီနိုဘီဆိုတာတာဝန်အကျဉ်းတွေမှာခန်းစားချက်တွေကိုဖွက်ပြခွင့်မရှိပဲတာဝန်ကိုဦးစားပေးလုပ်ရမှာဖြစ်ပြီးနေရင်မကြဘူးလို့ပြောရင်းပဲသူချေရတဲ့ဆာစကဲကိုဖတ်ရင်းနဲ့မျက်ရည်တွေစီကြလာပါတယ်ခွေးကိတ်ခံရတဲ့ဇာဘူဇာကခါရှိကိုဘလို့မှမရှင်နိုင်တော့ပဲခါရှိရဲ့လက်ထဲမှာတေးရတော့မယ့်အချိန်တိုက်ပွဲချိန်တွေကဘလို့လဲဆိုတဲ့လူတယောက်ရဲ့အတန်နဲ့တူနာရူတိုမန်က volume 4 chapter 31ကဆုံးသက်ထားပါတယ်ပြီးခဲ့တဲ့အပိုင်းမှာခွေးကိတ်ခံရတဲ့ဇာဘူဇာကဘလို့မှမရှင်နိုင်တော့ပဲအဆုံးသက်ခံရတော့မယ့်အချိန်မှာလူတယောက်ရောက်လာပြီးဇာဘူဇာကိုတနာစရာကောင်းလိုက်တာဆိုပြီးပြောလိုက်ပါတယ်အဲ့ဒါကတော့တခြားသူမဟုတ်ပဲအရက်ငါးပေတော်မပြည့်တဲ့ဂျပူမာဖီယာကာတိုဖြစ်နေပြီးလူမိုက်တအုပ်ကိုပါခေါ်လာပါတယ်ဇာဘူဇာအားနဲ့နေတဲ့အချိန်ကိုခွင့်ကောင်းယူပြီးဂါတိုကလူမိုက်တွေကိုငွေပုံပြီးဇာဘူဇာကိုတခိုင်းမှုဖြစ်ပါတယ်ဇာဘူဇာကိုလည်းမကောင်းဆိုးဝါရောင်ဆောင်ထားတဲ့နင်ဂျာပေါက်ဆက်လေးတစ်ကောင်သာပြောနေတာမို့လို့ဇာဘူဇာကလည်းခါရှိကိုတောင်းမယ်ရင်အခုကစပြီးသူတို့တိုင်ဝဲကပြီးသွားပြီလို့ပြောပါတယ်ဂါတိုကတင်နေတဲ့ဟာကူရဲ့မျက်နှာကိုခြေထောက်နဲ့နင်းနေတာမို့လို့နာရူတိုကဒေါ်လာထွက်သွားပြီးရှေ့ကိုပြေးသွားတော့ခါရှိကတားလိုက်ပါတယ်နာရူတိုကဇာဘူဇာကိုကိုယ့်အတွက်အများကြီးလုပ်ပေးခဲ့တဲ့ရဲဘော်ကိုတခြားတစ်ယောက်ကစော်ကားတာဘာလို့ရက်ကြည့်နေတာလဲလို့မေးပါတယ်ရှီနိုဘီတွေဆိုတာအသုံးချခံတတ်ပဲလို့ခံယူတာသူ့ရဲ့အလုပ်ကပတ်စံပေးတဲ့လူရဲ့အသုံးချခံတတ်ပဲလို့ပြောပါတယ်ဟာကူကဇာဘူဇာကိုအမြဲစိတ်ပူနေတာဖြစ်ကြောင်းဇာဘူဇာတို့အရာအလုံးကိုဆွလွတ်ခဲ့တာတော့ဟာကူပေါ်ခန်းစားချက်မရှိဘူးလားလို့မေးလိုက်ပါတယ်အခုကသူ့ရဲ့အိမ်မပြည့်ခင်မှာပဲဇာဘူဇာရဲ့လက်လက်အနေနဲ့ဇာဘူဇာကိုကာကွယ်ရေးအသက်စတေးခဲ့တာဖြစ်ကြောင်းပြပြပါတယ်နောက်တို့ရဲ့စကားတွေကြောင့်ပဲဘယ်တော့မှမျက်ရည်မကျပါဘူးဆိုတဲ့လူချမ်းကြီးဇာဘူဇာကတင်းခံလာတဲ့မျက်ရည်တွေကဟာကူတော့စီကြလာပါတယ်ကူကအမြဲကျင်တာတက်ပြီးနာတိုနဲ့ရင်ဆိုင်ခွင့်ရလို့ဝမ်းသာကြောင်းပြောပြီးချီနိုဗီဒီယိုဆိုတာသုံးချခံတတ်မဟုတ်ဘူးဆိုတာလက်ခံလိုက်ရင်းနဲ့နာတိုစီကခုနိုင်ကိုငားလိုက်ပါတယ်လက်နက်ဖက်လုံးသုံးမရတော့တဲ့ဇာဘူဇာလည်းခုနိုင်ကိုမဆက်မှာကိုင်ရင်းနဲ့ရန်သူတွေကြောက်ကိုပြေးဝင်သွားပါတယ်အကောင်းဆုံးကဇာဘူဇာရဲ့ပြေးဝင်သွားမှုအောက်မှာလူမိုက်ပေါင်းများစွာကခုနိုင်တစ်ချောင်းနဲ့ရှင်းပြခံလိုက်ရပါတယ်သူချေးရတဲ့ရဲဘော်တယောက်ကိုမလေးမစားဆက်ဆံခဲ့တဲ့တပုကာတို့ရဲ့ခေါင်းကိုလည်းနာတိုရဲ့ခုနိုင်နဲ့ပဲဖျက်ခဲ့လိုက်ပြီးအာကူတို့လက်စားချီပေးလိုက်ပါတယ်ဇာဘူဇာရဲ့အကြီးတစ်ချက်နဲ့တွင်ကျန်တဲ့လူမိုက်တွေလည်းကြောက်လန့်ကုန်ကြပြီးခင်ပေးပါအမြဲတမ်းနေခွင့်ပေးပါနေဟာအားလုံးတို့ကျေးဇူးတင်ပါတယ်နှုတ်ဆက်ခဲ့ပါတယ်ဆိုတော့ဟာကူရဲ့အတန်နဲ့အတူဇာဘူဇာတယောက်လဲကျသွားရင်းနဲ့နာတိုမန်က volume 4 chapter 32ကဆုံးသက်ထားပါတယ်ဒီဘက်မှာတော့ငါတည်သွားတာလားဆိုတဲ့အတန်နဲ့အတူဆာစကဲကမတည်သေးပဲပြန်တည်ရလာပါတယ်ဆာစကဲမတည်သေးတာတည်သွားတဲ့နာတိုလည်းသူ့စော်လေးတော့ပျော်နေတော့မှာပဲတာယာနေကြတာလားဆိုပြီးကြံခဲ့တဲ့လူမိုက်တွေကပြောရင်းနဲ့ရွာထဲကတန်ဖိုးရှိတာတွေကိုယူပြီးအကုန်လုံးကိုတက်ပြစ်မယ်ဆိုပြီးလာနေကြပါတယ်နာတိုလည်းအားလုံးကိုအမောက်သိမ့်နေတဲ့ဂျစ်ဆူမရှိဘူးလားမေးတော့ခါရှိကသူ့မှာကချာကရာကနဲနေပြီးပြောတော့မှာပဲမြားတစင်ကလူမိုက်တွေရှိကိုကြာလာပါတယ်ဒါကတော့အီနာတွေကြောင့်ပဲတတိရှိလာပြီးတကားကိုကောက်ကွယ်ဖို့အတွက်လာကြတဲ့မြို့သူမျိုးသားတွေ
လိုက်ပဲဖြစ်ပါတယ်နာရူတိုကလည်းချက်ချင်းကိုဝါးတွေကိုထုတ်လိုက်ပြီးကော်ပီနင်ဂျာကာကာရှီကတော့နာရူတိုရဲ့ခါဂေမင်ရှီနိုဂျစ်စုကိုတုံးပြလိုက်ပါတယ်ကာကာရှီနဲ့နာရူတိုရဲ့ကိုဝါးအရေးအတွက်နဲ့လူမိုက်တွေလည်းနောက်တော့လည်းမကြည့်ပဲပြန်ပြေးသွားကြပါတယ်အားထရာတွေနဲ့လဲကျနေတဲ့လူချင်းကြီးစာဝူစာရဲ့နောက်ဆုံးဆန္ဒကတော့ဟာကူရဲ့မျက်နှာလေးကိုကြည့်ရင်လေးသွားချင်တာပဲဖြစ်ပါတယ်နင်းတွေကြတဲ့ရောင်ကန်လေးမှာမွေးဖွားလာခဲ့တဲ့ဟာကူရဲ့နောက်ဆုံးချိန်ပါလေနင်းတွေကကြာလာပြီးအားလုံးကလည်းစာဝူစာနဲ့ဟာကူတော့ဝမ်းနေကြပါတယ်ကာကာရှီတို့လည်းနောက်ဆုံးချိန်မှာရှီနိုဘီဆန်ဆန်အသက်ပေးသွားတဲ့စာဝူစာနဲ့ဟာကူတို့အတွက်အုပ်ကူလေးတစ်ခုပြုလုပ်ပေးခဲ့ရင်လောက်ဆက်ခဲ့ကြပါတယ်နာရူတိုကလည်းစာဝူစာနဲ့ဟာကူရဲ့အုပ်ကူကိုကြည့်ရင်အခုကစပြီးသူကသူ့ရဲ့ကိုယ်ပိုင်နင်ဂျာလမ်းစဉ်တော့ကိုပဲလိုက်တော့မှဆိုပြီးဆုံးဖြတ်ချက်ချခဲ့ပါတယ်နောက်ဆုံးမှာတော့တင်7ရဲ့မစ်ရှင်ဖြစ်တဲ့ဒါကြီးကလည်းဆောက်လုပ်ပြီးစီးသွားတာမို့လို့နာရူတိုကလည်းအားလုံးကိုနှုတ်ဆက်နေပါတယ်အင်နာရီတယောက်ကလည်းငိုချင်နေတာမို့လို့နာရူတိုကငိုချင်ငိုလို့ရကြောင်းပြောပြီးအင်နာရီကသူ့ငိုမှမဟုတ်ကြောင်းပြောတော့နာရူတိုကိုလည်းငိုချင်ငိုလို့ရကြောင်းပြောပါတယ်နှစ်ယောက်လုံးကမငိုဘူးဆိုပြီးခေါင်းမနေကြပေမဲ့တကယ်တမ်းမှာတော့နှကောင်သားကနှစ်ချီတွဲလောက်နဲ့ငိုနေကြပါတယ်အဆူနာကထွက်သွားတဲ့နာရူတိုကိုကြည့်ရင်နာရူတိုကအင်နာရီအပါအဝင်လူတိုင်းရဲ့နှလုံးသားကိုပြောင်းလဲစေခဲ့တာမို့လို့လူတိုင်းရဲ့အိမ်မက်မျောလင်းချက်တွေကိုဆက်သွယ်ပေးတဲ့တရားကြီးရဲ့နာမည်ကိုကြီးမြတ်သောနာရူတိုလို့နာမည်ပေးရင်းနဲ့ပဲနာရူတိုမန်ဂါ Volume 4 Chapter 33အဆုံးသတ်ထားပါတယ်